ကားရိုင်းဖြတ်လို့များတဲ့ဒလာဒလာကြီးရန်ကုန်မြို့ရဲ့အထင်ကရပြတ်ဆုံးတဲ့လူများဆုံးစောင့်မျှော်နေကြတဲ့မြန်မာကိုရီးယားချစ်ချစ်ရဲ့ဒလာဒလာကြီးရန်ကုန်သားတွေခုနှစ်နှစ်ကြာအောင်စောင့်ခဲ့ရတဲ့အိမ်မက်ကိုဒီနေ့မှတကယ်ဖြစ်လာပါပြီရန်ကုန်မြို့တစ်ဖက်ကဒလာမြို့နယ်နဲ့မြို့ရဲကိုဆက်သွယ်ပေးမဲ့မြန်မာကြီးဆုံးတမ်မဏိကျိုးဆိုင်တရားကြီးဒီနေ့ဖေဖော်ဝါရီ6ရက်မှာစတင်ဖွင့်လှစ်လိုက်ပြီးဖြစ်ပါတယ်ဒါပေမဲ့ဝမ်းသာစရာသတင်းတွေကြားထဲမှာတတိထားမဲ့အချက်တစ်ခုကတော့ကားရိုင်းဖြတ်လို့မရဘူးဆိုတော့ပါပဲဒီတရားကြီးဟာရိုးရိုးတရားမဟုတ်ပါဘူးမြန်မာနိုင်ငံမှာရှိသမျှတမ်မဏိကျိုးဆိုင်တရားတွေထဲမှာအရှိဆုံးနဲ့အကြီးဆုံးစံချိန်တင်သွားတဲ့တရားပါကိုရီးယားမြန်မာချစ်ကြည်ရေးအနေနဲ့တည်ဆောက်ခဲ့တာဖြစ်ပြီးစုစုပေါင်းအမေရိကန်ဒေါ်လာ188သန်းကျော်အကုန်အကျခံထားတာပါ2019ခုနှစ်ကစတင်ခဲ့တဲ့ TC မန်ကိန်းဟာ9နှစ်ကြာ2026ခုနှစ်မှာအောင်မြင်စွာပြီးစီးသွားခဲ့တာဖြစ်ပါတယ်ဒီတရားကြီးရဲ့ထူထားစကားကတန်ချိန်1000ခွဲရှိပင်လယ်ကူးသင်္ဘောကြီးတွေပါအောက်ကနေအေးစေးဖြတ်လို့ရအောင်အမြင့်ဆုံးကင်းလွန်ခွင့်ပေးပြီးတိစောက်ထားရပါပဲအားလုံးသိကျင်တဲ့အချက်ကိုပြောပါမယ်တရားကြီးကတော့အကြီးကြီးပဲဘာလို့ရင်မျိုးစားချို့ပိတ်ထားတာလဲစောင်းလို့ရင်ဝင်ကြီးဌာနရဲ့ဆိုရာဒီတရားရဲ့တချို့နေရာတွေမှာလမ်းနှိပ်မြစ်ကတော်တော်လေးမှတ်ဆောက်တယ်လို့သိရပါတယ်သင်္ဘောကြီးတွေဖြတ်နိုင်ဖို့တရားကိုအမြင့်ကြီးစောက်ထားတဲ့အတွက်ချင်းကပ်လမ်းတွေကတော်ရုံတန်ရုံကားတွေအတွက်အနေရရှိနိုင်လို့ပါအထူးသဖြင့်ဆက်ဆွဲအောင်မကောင်းတဲ့ရင်တွေဝင်ပိုတင်ထားတဲ့ကားကြီးတွေဟာဒီလိုမတ်ဆောက်တဲ့လမ်းမှာဘရိတ်ပေါက်တာဒါမှမဟုတ်နောက်ပြန်လိမ့်တာမျိုးတွေဖြစ်နိုင်လို့ရင်အနေရကင်းရှင်းရေးအတွက်တချို့ရင်တွေကိုကန့်သတ်ထားတာဖြစ်ပါတယ်ဘယ်လိုရင်တွေလဲဆိုတာတော့အသေးစိတ်ထပ်မံထုတ်ပြန်သွားအောင်ပါဒီတရားကြီးကြောင့်ဒလာမြို့နယ်တွေမကောင်းတွန်တေးကော်မှုကုန်းချံကုန်းပြင်အေယာရီတိုင်းကတေးတဲ့ဖြာပုံပိုကလေးမြို့တွေထိပါလမ်းပန်းဆက်သွယ်ရေးကဖြက်လန်းတစ်ခုရသွားပါပြီအရင်လုံးကူတို့တင်မောကြီးတွေစောင့်စရာမလိုတော့ပဲမိနစ်ပိုင်းတွင်မြစ်တစ်ပတ်ကန်းကိုရောက်နိုင်တော့မှာပါနောက်ထပ်ထူးခြားချက်တစ်ခုကဒနာဘတ်ကျန်ကိုကျိုးပြူရိပ်ပေးဝေမဲ့ပိုက်လိုင်းတွေကိုလည်းဒီတရားကြီးနဲ့အတူတပါးတည်းထည့်သွင်းတည်ဆောက်ထားလို့ဒလသားတွေအတွက်ရေပြဿနာလည်းပြည်လည်သွားတော့မှာပါဒါကတော့ဒီနေ့ပဲဖွင့်လှစ်လိုက်တဲ့ဒလတရားကြီးကြောင့်စူးစီးတင်ပြပေးခဲ့တာပါတရားပေါ်မှာတပ်ပုံတရားချင်တဲ့သူတွေလက်ပဲချင်တဲ့သူတွေနေနဲ့လည်းရင်စည်းကန်လမ်းစည်းကန်လိုင်းနာကြဖို့တိုက်တွန်းချင်ပါတယ်သင်ရောဒီတရားကြီးကိုအသုံးပြုပြီးဘဲကိုအလဲသွားဖို့စိတ်ကူးထားလေကားကန့်သက်ချက်ပေါ်ရောဘယ်လိုမြင်လဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်